မိတ်ဆွေတငယ်ချင်းအားလုံးကိုကျွန်တော်တစ်နှစ်ကိုကြီးအောင်ကိုကနေပြီးတော့မင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်နော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေညကကျွန်တော် live လွှင့်တယ်24ရက်4လ2026အတွက်လက်ထောက်တော့ပြပါပြီတယ်နော်နှစ်ကွက်ထဲ18ရက်19ရက်နှစ်ကွက်ကိုကျွန်တော်လက်ထောက်ပြသွားတယ်နော်လက်လီနဲ့ထောက်ပြလက်လီနဲ့ထောက်ပြနှစ်ကွက်ကိုလက်ညှိုးလေးနဲ့ထောက်ပြသွားတယ်နော်ကျွန်တော်ချင်းမိတ်ဆွေတွေရမယ်လို့တော့ကျွန်တော်ထင်ပါတယ်စစ်နော်မရဘူးဆိုတဲ့လူကတော့ကံမကောင်းလို့ပေါ့နော်ငွေကံနေလို့ပေါ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေကိုကျွန်တော်ကပြောချင်တာကတော့ရဝိုင်းရင်နားလိုက်တော့နော်ရပြီတဲ့သူတွေနားလိုက်တော့ဆက်မထိုးနဲ့တော့ညမနဲ့ရမယ်လို့ကံကညမနဲ့ကောင်းနေမယ်လို့တော့အတတ်မသိဘူးနော်အဲ့ဒါမဲ့ကျွန်တော်စစ်ရဲ့မှုကိုကျွန်တော်ပြောပြမှာနော်အဲ့ဒီမနက်မှာစစ်လို့အပူထွက်လို့ရှိရင်အဲ့ဒီအပူရဲ့ထိုးရမယ်ကဏ္ဍစစ်ရဲ့ပါဝါ3ရဲ့နှက်ခတ်က9 3 1ချိန်3 နော်နှလုံးနော်မှတ်ထားနော်စစ်ရဲ့နှက်ခတ်က1ရဲ့ပါဝါ6 3516ခွေပူးနဲ့ဆင်းမယ်နော်3516ခွေပူးရှိတယ်ခွေပူးနဲ့ဆင်းမယ်နော်အဲ့ဒါဒါပေမဲ့ဓာတ်ဆင်းလာတဲ့တစ်ခါကျဓာတ်ဆင်းတယ်တစ်ခါကျနောက်ပတ်မှဆင်းတယ်နော်အဲကျွန်တော်မိတ်ဆွေတွေအရန်ကစားခြင်းတပါဆိုရင်လည်းအရန်ကစားမိန်ထိုးခြင်းတယ်ဆိုရင်ထိုးကြပါနော်9 3 1 6တဲ့ဒါကစစ်ရဲ့အပူးဆင်းခြင်းမူပေါ့နော်တောက်ကြနေအပူးဆင်းခြင်းမူက1 9 9နဲ့အဲ့ဒါဒဲထိုးရမှာနော်1 9ကို9 1 1 9ထိုးမယ်ခွန်ကိုဒဲထိုးမယ်နော်ပြီးသွားရင်1 9ခွန်ဆိုတဲ့ကဏ္ဍ3လုံးကိုခွေထားလိုက်ကဲဒီလောက်ပါပဲလို့ကျွန်တော်တော့မှားချင်တယ်အဲမနေ့ကကျွန်တော်ပေးထားတဲ့ညမနေ့ပြထားပြီးတဲ့ကဏ္ဍပြန်ထိုးချင်တပါဆိုနေကိုကျော်မိတ်ဆွေရဲ့သဘောပဲကျွန်တော်ကတော့နားစီချင်ပြီးပေးနာလိုက်တော့မနော်အခုကျွန်တော်ပြောရတာကိုတေချာမှတ်ထားနီးတွေကိုကျွန်တော်ချပြပေးတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေအစဉ်ပြေကံကောင်းအောင်လို့နော်ကဲအားလုံးဘိုင်ဘိုင်ဒီညနေလဲထပ်ပြီးတော့ပေါက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်